LCD လားဒါမှမဟုတ်အကိတ်လားပေါ့နော်အဲ့တဲ့ဆိုင်ကျွန်တော်တို့ကပါပိုကြည့်တာလဲဆိုတော့ personality ကိုပိုကြည့်လာကြတာပေါ့နော်မှန်နေတဲ့ထင်တာပါလဲဆိုအားပဲကျွန်တော်ပြောခြင်းတယ် body တစ်ခုလုံးဘာတွေကျွန်တော်နားမလဲဘူးခုထိမှန်နေတဲ့စကားတစ်ခုอ่ะလေဟိုကြောက်ခက်ခါလဲဟုတ်မယ်အခုခက်လဲဟုတ်မယ်နောင်လဲမှန်နေမယ်ထင်တာပါလဲဆို eye contact ရှင်းတယ်ကိုကတဘောပေါ်လာရှင်းတဲ့အချိန်မှာဟို comedy ဘက်ကတော့ဒီခုခေတ်ကလေးရောဟောဒါလောက်လေးစကားပဲဘာလို့ဆိုတော့ဒီလိုလက်လေးကိုင်းတာဘာလို့ဆိုတော့ဒီလိုပါလေးနိုင်တာဘာလို့ဆိုတော့ကျတော့ဒီလိုတူတဲ့တူဘာလေးမှာတော့တိတ်တာဖြစ်လို့လေကြီးသားကြောင့်ဘာဖြစ်တယ်တော့အိမ်နေရမဟုတ်တာကိုနေကြောက်ဆမ်လိုက်တဲ့အဲ့လိုဖြစ်တို့ကျတော့အဲ့လိုဖြစ်လာတော့ဒီမှာအရန်ဆို comfort ဖြစ်နေအဲ့ဒီ fortunate ဖြစ်တာပါလဲဆိုတော့မြင်တာဝန်ကူရပါလဲဆန္ဒတွေပေါင်းကြည့်မှသိနေတော့ဘာဟာဘလောက်ကန်ကောင်းလဲဒီ music တွေက option ရှိတယ်လွတ်လပ်တယ်ဒါရှင်းတယ်နဲ့ပေါ့ကျွန်တော်တို့ music ကကျွန်တော်တို့ခက်ကမရဘူးပြပေါင်းကြည့်မှသိလို့မရပေါင်းပြီဆိုယူရမယ်ဆိုတာအဲ့ဒါကျတော့အရွယ်အခုလက်ရှိအရွယ်ပေါ့နော်အရွယ်မှာကြာရင်တော်တော်များများကျွန်တော်တို့ဟို30ကျော်လာပြီဆိုလူတွေကဟို body type ပေါ့နော် LCD လားဒါမှမဟုတ်အကိတ်လားပေါ့နော်အဲ့တဲ့ဆိုင်ကျွန်တော်တို့ကပါပိုကြည့်တာလဲဆိုတော့ personality ကိုပိုကြည့်လာကြတာပေါ့နော်ဘာလို့ဆိုတော့ဟိုဒီခန္ဓာကိုယ်ကြီးနဲ့ကျွန်တော်တို့ကသွားနေမှာမဟုတ်ဘူးနော်ဘာလို့ဆိုတော့ဒီခန္ဓာကိုယ်ကတော့ဟိုဒါကြိုက်တာတက္ကနာပေါ့နော်ဒါပေမဲ့အဓိကဟို communication လုပ်အောင်မှာသူရဲ့စိတ်နေတဘောတာသူ့ရဲ့အတွေးခေါ်ပေါ့နော်သူ့ရဲ့အမြင်ဆိုတော့ဒီ body type တဲ့ဆိုင်တော့ကျွန်တော်တို့ကဒီသူ့ရဲ့ personality ရဲ့ပြီးတော့ကိုယ်နဲ့ဘယ်လောက် match ဖြစ်လဲဘယ်လောက်ပြောနေတယောက်နားလည်မှုရှိလဲ respect ရှိလဲတန်တရားဘယ်လောက် trust ရှိလဲပေါ့အဲ့ပုံမူတည်ပြီးရွေးချယ်ကြတာများပါကျွန်တော်တော့ပေါ့နော်ဒါဒီ very emotional တစ်လုံးနဲ့ဖြေပါဆိုရင်တော့ခုထိမှန်နေတဲ့ထင်တာပါလဲဆိုအားပဲကျွန်တော်ပြောခြင်းတယ် body တစ်ခုလုံးဘာတွေကျွန်တော်နားမလဲဘူးခုထိမှန်နေတဲ့စကားတစ်ခုอ่ะလေဟိုကြောက်ခက်ခါလဲဟုတ်မယ်အခုခက်လဲဟုတ်မယ်နောင်လဲမှန်နေမယ်ထင်တာပါလဲဆို eye contact love start there ဒါလေဟိုတခါတလေဟိုဖြစ်ချင်တာဒီကေသူ့မျက်လုံးလေးဟိုတစ်ချက်ပဲ just it's not also even a minute ဘူးအေးမီဝေဒနာအစပြုရနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမီချင်းကိုလုံးဝပျောက်ကင်းစေရလေမြမပြည်သူပြည်သားတမ်းမများစာတောက်တုံးနေကြတယ်ဒီကိုချင်း a fraction of second wow glance ပဲ one glance ကျစိုက်ကြည့်နိုင်တာပေါ့နော်မြောတခါတည်းပါလဲဟို it's like a years what ဒီခဏတာလေးအချိန်လေးမှာသူတို့ရောက်လိုက်တဲ့ဂျင်းနှံမှာလိုက်တာတနည်းဆို enlightenment တစ်ခုလိုပဲအဲ့တော့ one glass ပါကွာလုံးသားထဲမှာ capture လုပ်လိုက်တဲ့ doing ကျွန်တော်အမှဆရာဖေနင်းရဲ့ပါလဲ first love တို့ရှစ်ဦးတို့ပါပဲတတိယလာတာပေါ့နော်သူ only မြင်နေone glass မှာအကုန်မိတ်သွားတယ် like so I will say one there are many things but you're like ဆန္ဒကိုပြေဆုံးပြောသွားတယ်လို့ဟို body ရှိမယ်စိတ်ရှိမယ်ဒါပေမဲ့ line ဖြစ်မယ်ဒါပေမဲ့ဟို love မှာတစ်ခုထိအခုထိတော်တော် common ပြောကြရင်အဲ eye contact ကိုပဲမြင်တယ်ဆိုတော့ကျွန်တော်တော့အဲအလားတဲ့ structure တဲ့ဒီရတဲ့ဆန္ဒက site တဲ့တခါတလေနေဟိုလုံးဝဘာမှမလဲအဲ eye contact ကြောင့်ပါသွားတာဟုတ်တယ်ဆရာပြောတော့ထောက်ခင်တယ်ဘာလို့ဆိုတခုအစရာကြီးဘာမှမြင်ရလဲဆိုကျွန်တော်ကရုပ်ရှင်ထဲမှာပြရအဲ့ဒါကိုဖော်ကျူးကြတယ်ဒါပေမဲ့လက်ကိန်းလက်တွေ့မှာလည်းရှိတယ်ဆိုတော့လူတယောက်က INT ကကိုယ် open mind တဲ့ mind ကိုသူ့စိတ်တော့ဝင်သွားတာခဏတည်းမှာကိုကလည်းသူ့ရဲ့မျက်လုံးကလည်းကိုယ်စိတ်ကဝင်သွားတာကိုကခံစားမိကိုပြောတော့အဲ့ခက်ကတော့မှဖះကြောင်းသွားတယ်ဗျာတော့ဒီလိုလေးသူကရှစ်ကိုနေဟုတ်ပဲကြည့်နေဘာလို့တစ်ချက်လေးမျက်လုံးလေးမျက်လုံးလေးဖွင့်ကြည့်လိုက်တယ်အဲ့ဒါလေးကို तू ကအိမ်နဲ့ထင်မှတ်နေစရာပေါ့အဲ့ဒါလေးကိုမှတ်သွားပြန်ဝါယူရတာအခုကျတော့ဒီမှာမဟုတ်ဘူးအခု animation နဲ့ဒီလိုတွေပို့လိုက်တယ်ဒီလိုပြောချင်တယ်ဟိုတယောက်ကိုတယောက်ပေါ့ပြီးတော့ကုံရနေတဲ့ဟာမှာyou can imagine the ဆိုတာသူအားတာရအားနေချက်တွေရှိတယ်ဒါတော့ပြောဟိုတန်းမှာကြာတော့မဖြစ်သွားဘူး तू ရလိုက်တဲ့အဆက်လေးကိုပဲ तू ကကိုဖီနီနဲ့အသက်သွင်းတော့ပွားလိုက်တာရေရှောင်းဘာနော်ဆိုတော့တခါတလေကြာတော့အားနေချက်ကြာတော့တကယ်အဲ့လိုဟုတ်ချင်ပါလေဟုတ်မယ်ကိုအား feel ဖြစ်နေတယ် hormonal လည်းဖြစ်နိုင်တယ် sorry to say ရောနော်လက်ဆန်လည်းဖြစ်နေ complicated ပါတခါလေတဲ့ production ဆိုတော့ဒါလေးကိုပဲဆွဲသွားတာတွေရှိတယ်လို့အခုကဘကကြည့်တော့သူတို့က poppy pragmatic ခေါ်မှာလက်တွေ့ကြတယ်ဟို तू က sharp movement ကိုပိုနားနေတာပိုအတိတ်တွေပွင့်လင်းလာတယ်လို့လည်းသင်မြင်ရင်ပေါ့နော်ဆိုတော့ဒါတော့အဲ့ဘက်ကလည်းကြည့်နေ advance ဖြစ်တယ်ဒါမှ common point ကတော့ဆန္ဒမိတယ်ဘာကိုယူကြမလဲဘယ်လိုယူကြမလဲဒါဆိုရင် I think as a user it's more about of course လူတွေကဆန္ဒကိုပြည့်စုံ
ဖြေတဲ့ဟာပဲပြောမယ်generally ပေါ့လူတွေကတွေ့ကြတယ်ဒီလို figure ဒါ figure interview လုပ်ကြည့်လိုက်ပါ100မှာ90ကျော်ကသူယူလိုက်တဲ့เนาะ life partner ကအဲ့ဒါတွေကိုကြည့်ပြီးယူတာလားမေးကြည့်ပါတော့ဘော answer အဲ့ဒါမပါစေရအောင် I will say around 90%เนาะဒါပေမဲ့90%တော့လူက generally မေးပေါ့မိဒီ question လို့ပေါ့နော်အဲ့လေမဟုတ်ဘူးငါရွေးမဲ့ကောင်းမလေးကတော့အကောင်လေးကတော့ဒီလိုဖြစ်ရမယ် high ကဘလို့ဘာပြောတာပြောချတာလက်တွေ့မှာတော့ကြည့်လိုက်အစောနာပြောတဲ့တန်းစင်လို့ပြောကိုမိဘပဲမေးချီပေါ့သဘောပေါ့နော်ကျွန်တော်တို့ကိုမိဘကိုကြည့်တယ်မေးချီပါဆိုအဲ့လိုတွေ design နေနဲ့တွေးတာတခြား လက်ပြဖြစ်စားချာပြန်ပေါ်ပါဆိုတော့မိကွာအဖွာပါလဲဆိုတော့ဘလူးကောင်မလေးမျိုးရွေးချယ်မယ်ပဲတက်ရလားကိုတက်ရပြပြလေးကျွန်တော်တက်ရပြပြဆိုတော့ကျွန်တော်တက်ရမှာဆိုတော့ဒီ29ရွယ်ရောက်လာပြီကျွန်တော်ရဲ့ရှေ့မှာလည်းပါတော့လောလဲဒီ relationship ကိုမှကျွန်တော်အသိပြီးမရင်းချက်တဲ့ပုံစံမျိုးအလေလဲတော့ရောက်နေဒါပေမဲ့အရင်ရင်းချက်တဲ့ relation style မဟုတ်သေးဘူးဆိုတော့ဒီကြုံတွေရဲ့အတွေ့အကြုံနဲ့ပြောရဆိုခုနဆရာတို့ကိုပြောလို့ကိုတို့ကျွန်တော်တို့လူချင်းတဲ့ main လေးမျိုးရှိရပါလုံးအောင်ငယ်လေးကတော့ကိုဗင်းညာရရှိရောနေတငယ်တင်ငယ်ချီဦးအဲ့လိုစမျိုးအရင်လူချင်းကြီးဒါပေမဲ့ခုနဆရာပြောလို့တကယ်တွေးလိုက်တဲ့အတွေ့နဲ့လက်တွေ့မှာဟိုတော့တတ်မကြဘူးကွာတတ်မကြဆိုကိုဘေးနဲ့မှာရှိတယ်ကိုတော့ရောက်လာတဲ့လူပဲကိုကချက်လိုက်ရတဲ့မျိုးပဲဆမ်းလိုက်တယ်ကိုကတော့အတူတူကရောဒီဟိုဘတ်ဘေးကောင်မလေးမှကြိုက်မယ်ဆိုရင် like မရှာနေဘူးတော့ဘွားမှာ like ရှာဖို့တဲ့ relationship ကို like ရှာဖို့တဲ့အချိန်မပေးနိုင်တော့ဒီ web ပေးနိုင်လို့ထင်တယ်အဲအကြောင်းလို့ကိုနဲ့အလုပ်ထဲမှာလုပ်ရင်းနဲ့ဒီကိုယ့်ရဲ့ environment မှာကိုယ့်ရဲ့ community မှာတွေ့လိုက်တဲ့ကိုနဲ့ကိုက်ညီမဲ့လူကိုကဆွဲခေါ်လိုက်တဲ့သဘောမျိုးပဲဆွဲခေါ်လိုက်တဲ့ဆိုဟိုဒီအိမ်မှာကိုဘွားနဲ့ပေါင်းဖက်ဖို့တော့ရေရောဒီကတယောက်က this အဆင်ပြေလောက်တာပဲဆိုပြီးတော့အဲ့လောက်ပဲတွေးလိုက်တော့တယ်ဟိုပြီးတော့အဆင်ပြေလားမပြေလားဆိုလူဆိုတာစကားပုံရှိတယ်ပေါင်းကြီးမှန်းသိရဆိုတော့တက်မှာဆိုလူတယောက်ကိုကျွန်တော် range တစ်ကောင်မလေးတယောက်ရွေးချယ်နိုင်မယ်ဆိုရင်အရင်ကျွန်တော်တက်ရမှာဆိုလဲအရင်ချောနေမှာအရင်ကိတ်ချို့ဆိုရှိပါတယ်ကျွန်တော်တက်ရမှာအရင်မိုင်းနေမှာကိတ်နေမှာကိတ်ထနေဟာဘာဖြစ်ညာဖြစ်နေမှာဟာကြိုက်တာဘာဖြစ်နေပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကြောက်အဲ့လိုမရှိဘူးကျွန်တော်ကြောက်ဟိုခုနကိုပြေးစုံလို့ပြောလို့ပဲတက်မှာအတိကကိုနဲ့ကိုက်ညီမလားဟုတ်တော့ range ကအမှန်တိုင်းအချက်ဆိုတာပူလောင်တယ်ဒီမီးလိုပဲဆိုတော့အဲ့မီးကိုကစားဖို့တက်ကြကိုကရောလက်ကိုရေးဆွတ်ထားမှရအောင်ပါဟိုလက်ကိုအေးအောင်ထားမှရအောင်ပြောနေတဲ့ပါရှင်းနေပါအေးနေအောင်ထားပါဆိုတော့ကျွန်တော်အခုလက်ရှိမှာ range တစ်ခုဖြတ်တန်းနေရဆိုတော့ဟိုကျွန်တော်အဲ့အကြောင်းအဲ့ကိုကောင်းနားလေရပါသေးလားဆိုတော့ range တစ်ခုကရင်းချက်တယ်မင်းချက်ဘူးဆိုတော့ကိုကဖြတ်တန်းလာတဲ့အတွေ့အကြုံများလာတဲ့နေရာနေပဲဆိုင်တယ်ဆိုတော့အဲ့ကနေမှရင်းချက်ပြီးတော့မှကောင်းမလေးရွေးချယ်တင်မရွေးချယ်ခြင်းအဲ့ပါပြသွားတာဆိုတော့ခုနလိုပဲကြောက်ကြတဲ့တော့မန်တိုင်းပြောရင်ချောရလာကြိုက်တာမင်းလေးဆိုတော့ဟိုကိုယ့်ထက်ကိုခံရတာပါညာအကုန်ကြိုက်မှာဒါ sexually ကဒါကိုယ့်ရဲ့ဒီ hormone တွေတောင်ဖြစ်တဲ့ဥစ္စာပဲဒါပေမဲ့အဓိကရွေးချယ်ဖို့ကကြောင့်ကိုယ်နဲ့အဓိကအတွင်းတာကိုက်ညီမယ်ခုနပြောဒီက follow your head ပဲကွာဒီတာဒါပဲကျန်တာအများကြီးမစမ်းစားကြအောင်အဲ့တော့ ဒါနဲ့တန်းရင်ပြောတဲ့ဒီ generation ကကျွန်တော်တခုမြင်တာ fortunate ဖြစ်တာပါလဲဆိုတော့မြင်တာဝန်ကရပါလဲဆန္ဒပြောပေါင်းကြည့်မှသိနေတော့ဘာဟာဘလောက်ကန်ကောင်းလဲဒီ music တွေက option ရှိတယ်လွတ်လပ်တယ်ဒါရှင်းတယ်နဲ့ဟိုကျွန်တော်တို့ music ခါကျွန်တော်တို့ခက်ကမရဘူးပြပေါင်းကြည့်မှသိလို့မရပေါင်းပြီဆိုယူရမှာပါကျွန်တော်အဲ့ကပေါင်းလိုက်ပြီဆိုတော့ तू ဟိုလက်တွဲသွားပြီလေဗျာတက်ကလေးအမြင်မှာတို့ကပေါင်းလိုက်ပြီလေပေါင်းလိုက်ပြီဆိုပြီးသွားပြီယူရမှာဆိုတော့ဒါလည်းအတင်းချင်းချင်းရမှာနော်ဒါ yes ကျွန်တော် fortunate တွေတော့တရားသိဘာမှမသိရဘဲနဲ့ယူရတာများတာပေါ့နော်ဆက်ဟိုရပါထပ်ပြီးလေလို့ဆိုလေဟိုကယူပြီးမှပဲသိနော်ဟိုဆက်အဲ့ရမလို့ချိုးကြအရင်တော့ခိုးပြေးကြခိုးပြေးမှအိမ်တော်ကြောင်းမှလို့ဘာလို့အရင်ကဆိုရင်နည်းဘယ်လိုပြောတိုင်ဘောစီများရယ်ကွာတိုင်ဘောဘာကြောင့်များလဲဆိုတော့ကိုချောင်းသူကြောင့်ခုနပြောတော့မသိလိုက်ပဲနဲ့မိဘအတင်းပေးစားလို့အိမ်ကအတင်းလို့ရောက်ယူလိုက်ရမျိုးတွေဒါမှမလွဲတာမရှောင်တော့ခိုးပြေးလိုက်ရလို့အဲ့တော့အိမ်တော်ကြောင်ဝါကလေးရောက်ဝါဒီဒါအရင်ကဆိုရင် sexual education အသိမရှိတဲ့ခါကျတော့ဆိုတော့အဲ့အနေမှာသူကအိမ်တော်ကြီး relationship တစ်ခုဖြစ်တိုင်းနဲ့တက်နိုင်တက်ကြတယ်တိုင်ဘောစီဖြစ်ကြတယ်ဆိုတော့အဲ့အကြောင်းသိတာအဲ့မျိုးဖြစ်တာပေါ့လားအခုကိကျတော့ဟိုဘယ်လိုပြောမလဲဒီကက်ကလေးကခုနဆရာပြောရရိုက်ကန်ကောင်းပါသူကြိုက်တဲ့လူကိုချိန်ရိုက်ကောင်းခေါက်ယူလို့သူက ready to ထွေးထားပြီးသားအခုကဒီမှာရှိတဲ့သူကမင်းကလေးယောက်ျားလေးပဲဆိုလဲငါဘယ်တဲ့ငါဘယ်ကောင်လေးတွေကိုလိုက်ထပ်မှာဘယ်ကောင်လေးတွေဒီမှာသူကောင်းတဲ့မှာတော့ idea တိုက်ကတော့တွေးထားပြီးတော့တွက်ချက်ထားပြီးသားမင်းကလေးတိုင်းမှာရှိရဲဥစားဘယ်လိုရှိနေတကယ်ပြောသူဘယ်တဲ့ရမှာလက်ထပ်မယ်ယောက်ျားယူခြင်းဆိုတော့ယူလိုက်မှာပါဆိုတော့ကျောင်းလည်းမိန်းမယူခြင်းဆိုရင်မိန်းမယူလိုက်မှာဒါလူရေးစိတ်ရဲ့သဘောတရားလीဆိုအဲ့အကြောင်းအမြင်အဲ့ဒါကိုကျွန်တော်ဖြတ်ပြောဆက်ရှင်းမြင်လိုက်အခုလို့အခုခက်ကယူမီလို့အခု app လုပ်လိုက်တယ်ဒီ feature တွေထည့်ထားတယ်ဒီဘလို့လိုချင်တယ်ဘသူ့ကိုချကြဒီ mapping လေးတွေနဲ့ချလာတယ်မဲငါလိုချင်တော့လမ်းပေါ်တော့ဒီမှာတင်ထားတယ် line ဒီပုံစံကြိုင်လာခဲ့ကျဟိုဟိုနော်ပြီးတော့ box တွေဖွင့်လိုက်အောင်မရောက်ဘယ်တော့က interested တယ်မဖြစ်ဘူးအဲ့ဒီကတော့ကိုထိုက်ရွေးနေထိုက်ရွေးနေဘယ်တော့ကကြည့်ကြလဲ okay ကိုတော့ကြည့်လိုက်ပါဟိုစားတဲ့ဆောင်တယောက်ကိုပြောဖို့ ਨੇ
ဟုတ်တယ်မောအဲ့တော့ပြန်ငယ်တဲ့နေတော့ဆရာနေအောင်လို့ဟုတ်တယ်ပြန်ကြိတ်လို့ပြ ဟောအဓိကကျွန်တော်ကဒီလူငယ် ငါလာသွားပြီမယ်နော် အဓိကကျွန်တော်ကကွာဟိုခေါင်းထဲမှာတွေးနေရောဆရာကျွန်တော်အလုံးဒီကိလူငယ်ကိုတော့အဲ့လိုတစ်ချက်လောက်ဟိုကစားရတော့ဖြန့်တန်းစီခြင်းတယ်ဟောတယ်မှာဟိုအဲ့အမှ तू ကဒီ relationship ကိုတမှုထားတတ်မှာတော်များပါဆိုကျွန်တော်ပြလိုက်တဲ့ relationship တွေမှာလည်းကျွန်တော်တဲ့ငယ်သူကကျွန်တော်ပေးပေးတာပါဆိုတော့ငယ်သူတွေမှာတော်တော်များက relationship ပေါ်မှာအရင် serious ဖြစ်ကြတော့မယ် तू ကအရင်အဲ့တော့ easy going လို့ပဲထိုက်တော့ကွာဆမ်လိုက်တဲ့ငါဒီကြောင့်ငယ်တွေ့ဘာဖြစ်လဲငါဒီယောက်ျားတွေဆိုတာဘာဖြစ်မဖြစ်ဘူးလေတိုးတော့ဘာမှမဖြစ်ဆိုတော့ကိုကသူ့ကိုတော့အဲ့ serious ဒီကဒါ variety ဖြစ်ဖြစ်ချင်းတယ်ကိုကသဘောပေါက်လာချင်းတဲ့အချိန်မှာဟို comedy ဘက်ကတော့ဒီခုကိကလေးရောဟောဒါလောက်လေးစကားပဲဘာမှမပြောဒီလိုလက်လေးကန်ရဘာမှမပြောဒီလိုပါလေးနိုင်တာဘာမှမပြောဘူးဒါရောဒီလိုတူတဲ့တူဘာလေးမှာတော့တိတ်တာဖြစ်လို့လေဒီသားကြောင့်ကဘာဖြစ်လဲတော့အိမ်နေရမဟုတ်တာကိုနေကြောင်ဆမ်လိုက်တဲ့အဲ့လိုဖြစ်တော့အဲ့လိုဖြစ်လာတော့ဒီမှာအရန်ဆို comfort ဖြစ်နေအဲ့